ပါနှက်ကောက်ချစ်တဲ့အမျိုးသမီးဟာတနက်ကိုဆွဲထုတ်ပြီးအပြစ်မဲ့တဲ့မိန်းကလေးစီချိန်ရွယ်လိုက်ပါတယ်မိန်းကလေးတယောက်ကြောက်လန့်တကြားဒူးထောက်ပြီးအတနာခံလာလိမ့်မယ်လို့သူမထင်မှတ်ထားခဲ့တာပါဒါပေမဲ့ဒီတစ်ချိန်မှာတော့သူမဟာလူမစော်ကားမိသွားပြီဆိုတာကိုလုံးဝမရိပ်မိခဲ့ပါဘူးမိန်းကလေးဟာလက်တပြက်လှုပ်ရှားမှုတစ်ခုနဲ့တင်ထိုအမျိုးသမီးလက်ထက်ကတနက်ကိုလေထဲမြောက်တက်သွားအောင်ဖယ်ထုတ်ပစ်လိုက်ပြီးသူမရဲ့ကိုယ်ပိုင်တနက်နဲ့ပြန်လဲချိန်ရွယ်လိုက်ပါတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့မိန်းကလေးရဲ့ခင်မုန်းဖြစ်သူဟာအံ့အားသင့်ပြီးစွန့်သွားခဲ့ရပါတယ်အေးအေးဆေးဆေးနဲ့အပြစ်ကင်းစင်လာတဲ့သူ့ဇနီးဒီမှာဒီလောက်အထိတတိနဲ့လက်ထောက်စွမ်းရည်တွေရှိနေလိမ့်မယ်လို့သူဘယ်တော့မှမတွေးဝန်းခဲ့လို့ပါဒါပေမဲ့သူမသိတာတစ်ခုကတော့သူမဟာတကယ်တော့နှစ်ဆက်ရာစုရဲ့တနက်ပစ်ချန်ပီယံတယောက်ဖြစ်နေတာပါပဲမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက်မှာတော့တနက်ပစ်ချန်ပီယံမလေးရဲ့ဝိညာဉ်ဟာအချိန်ခီးသွားပြီးအတိတ်ခေတ်ကစစ်တေနာပတိချုပ်ရဲ့ဦးကြောင်ကြောင်နိုင်လာတဲ့ဇနီးတဲ့ရဲ့ခန္ဓာကိုယ်ထဲကိုမှားယွင်းရောက်ရှိသွားခဲ့တာဖြစ်ပါတယ်မူလစစ်သူကြီးကတော့ဟာသူမရဲ့ခင်မုန်းနဲ့ကွာရှင်းချင်တာကြောင့်တေးချင်အောင်ဆောင်တဲ့ပြဿနာတစ်ခုကိုဖန်တီးခဲ့တာပါဒါပေမဲ့သူမရဲ့တရုပ်ဆောင်မှုကအသက်ဝင်လွန်သွားတဲ့အတွက်လူတွေကသူမတကယ်တည်ပြီးအမှတ်နဲ့ရုပ်လောင်းကိုမိတကြိုကိုပြင်ဆင်ကြပါတော့တယ်ကွက်တီပါပဲအဲ့ဒီမိတကြိုမဲ့အချိန်တိကျမှတင်အချိန်ခီးသွားလာတဲ့မိန်းကလေးရဲ့ဝိညာဉ်ကခန္ဓာကိုယ်ထဲဝင်ပူးသွားပြီးချက်ချင်းပဲနိုးထထိုင်ချလိုက်ပါတော့တယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ဇာပနခမ်းမတွေကလူအလုံးဟာတရေထားတဲ့အမှတ်နဲ့ကြောက်လန့်တကြားအော်ဟစ်ပြေးလောကုန်ကြပါတယ်မိန်းကလေးဟာဇဝေဇဝါဖြစ်လျက်နဲ့အပြင်ဘက်ကိုလှမ်းထွက်ကြည့်လိုက်တဲ့အခါမှာတော့သူမဟာအတိတ်ကာလကိုရောက်ရှိနေပြီဆိုတာသိလိုက်ရပါတော့တယ်ကဲရှေ့ဆက်ပြီးဘာတွေဆက်ဖြစ်လာမလဲ